အခုကျွန်တော်ရက်တော်မူကိုသွားမယ်ရက်တော်မူကလည်းနည်းနည်းလေးဂုံတက်ရတယ်ခုနကကျန်းခုံနေတော့သူကြီးတယ်ရက်တော်မူတက်နေပြီဖြစ်တယ်ပြီးရင်တော့ကျွန်တော်ပြန်ပြပေးမယ်နော်โอเคဒီမှာကျွန်တော်ရက်တော်မူရောက်ပြီဒီနေရာကသတင်းကျွတ်တို့တစောင်းတိုင်းတို့ဆိုအရန်စီတယ်လူတွေကားတွေဆိုင်ငယ်တွေတိုးမပေါအောင်တော့အရန်စီတယ်ဒီမှာတော့ဆိုင်ကန်းလေးတွေရှိတယ်သူတို့ပစ္စည်းလေးတွေရောင်းနေရလေးတွေရှိမယ်ပတ်လေးတကယ်ပွဲနေတယ်ဆိုအရန်စီပါတယ်ဒီနေရာကတော့ပတ်လေးပါဟုတ်ပြီကျွန်တော်ပြန်ဆင်းလောက်မယ်နော်ခိုလေးတွေကျွန်တော်ရှင်းပါရက်တော့ဘူးရှင်းပါခိုလေးတွေဒီကနေကျွန်တော်အောက်ထပ်ပြန်ဆင်းတော့မယ်ရက်တော့မူကနေလေးဂုံတက်မှာရှိတာဆိုတော့ကျွန်တော်မြို့လေးကိုပြန်ဖို့အတွက်အောက်ကိုဆင်းရမယ်ဒီမှာကျန်းတော်မြို့မြင်ရတယ်နော်ကျန်းတော်မြို့ရှုခင်းကိုတော့ပေါ်မှာရှိနေတာဆိုတော့ဟုတ်ပြီကျွန်တော်အောက်ကိုဆင်းလာပြီခုကတော့ဒီမှာကျွန်တော်ကြောက်တိုင်ကိုပြန်လာတာဖြစ်တယ်ဒီမှာကြောက်တိုင်ဖြစ်တယ်ကျွန်တော်ဗာလေးတွေ့လဲဆိုတော့ fan မုတ်လေးကျွန်တော်တွေ့လို့ကျွန်တော်ကြောက်တိုင်ကိုပြန်လာတယ်ဒါကတာချီလေးကိုသွားရလမ်းကျွန်တော်ပြမယ်နော်ဒီမှာလွယ်မွေကိုသွားလို့ရတယ်တောင်ကြီးကိုသွားလို့ရတဲ့လမ်းရှိတယ်တာချီလေးကိုသွားလို့ရတဲ့လမ်းရှိတယ်လွယ်မွေဆိုတာကကျွန်တော်တို့တောင်ပေါ်မြို့လေးဖြစ်တယ်ဘာနဲ့တူလဲဆိုတော့ကျွန်တော်ပြေဦးလင်ပုံစံအဲ့မှာတော့အရန်လှတယ်ဒီဇင်ဘာလောက်ဇန်နဝါရီဆိုတော့ cherry ပွင့်နေပွင့်နေနောက်ပိုင်းကျွန်တော်အဲ့ဒီ found လို့ရောက်ရင်တော့ကျွန်တော်အသေးသေးပြပေးမယ်လုံမွေအကြောင်းကိုတော့ကျန်တက်သွားရင်တော့တက်ရှိလေးတော့လို့ရတယ်ဘိုင်ဟုတ်ပြီကျွန်တော်အခုပြပေးချင်တာကစော်ဘွားရုပ်တုရဲ့အကြောင်းဒါကစော်ဘွားရုပ်တုဖြစ်တယ်သူတို့ရဲ့ဒီအကြောင်းကိုတော့ဒီအပေါ်မှာသူတို့အသေးစိတ်ရေးထားတာရှိတယ်။ဒါလေးကျွန်တော်မပြသေးဘူးเนาะ။ဒီချမ်းမှာကတော့ဆော်ဘွားအုပ်ကူလို့ပြောတယ်။ဆော်ဘွားမင်းနဲ့ရှမ်းဆော်ဘွားမင်းနဲ့မိဖုရားဆိုလာပဲเนาะ။သူတို့ရဲ့အုပ်ကူရှိတယ်။ဒီနေရာမှာကတစ်နှစ်ကိုတစ်ခါသူတို့ပွဲလုပ်တဲ့ဟာတစ်ခုရှိတယ်။အဲ့ဒီပွဲမှာဆိုဒီမှာလူအရန်စီတယ်။ဒီလန်လေးမှာပဲသူတို့လုပ်ကြတာ။ဒီလန်လေးမှာပဲ။အဲ့ဒီပွဲနာမည်ကျွန်တော်မေ့နေခဲ့လို့ပါ။တည်တဲ့သူတွေရှင်ဝင်ပြီးတော့ရေးတော့ပေးပါဦး။တစ်နှစ်ကိုတစ်ခါပွဲလုပ်တယ်ဒီလမ်းမှာပဲသူအရန်စီပါတယ်။ပြီးရင်ဒီအုပ်ကူလေးမှာလည်းသူတို့ဖျောင်းရထုံးကြတာရှိတယ်အမွှေးရထုံးကြတာရှိတယ်။ကျန်းတော်မျိုးမှာဟုတ်ပြီရှာနေရဆက်တော့ရအောင်။ဒါကပါလီယံတကားပါဒါကကျိုင်းတော်မြို့မှာရှိတဲ့ပါလီယံတကားနာမည်ကြီးပါတယ်ဒီမှာကျွန်တော်ပြပေးမယ်နော်ဟိုတို့လူနာမည်ရေးထားတယ်လူတော့ဒီကျွန်တော်ပြောရင်အမားမှာဆိုတော့ကျွန်တော်မပြောတော့ဘူးနော်ရှမ်းဆော့ဘွားရှမ်းဆော့ဘွားတွေဖြစ်တယ်နော်ရှမ်းဆော့ဘွားတော့ပါလီယံတကားရှိတယ်ဒီပါလန်ကားရဲ့အရှင်ညာလေးမှာကသူတို့ we love ကျိုင်းတုံဆိုပြီးတော့သူတို့ရေးထားလေးရှိရပြပေးမယ်နော် we love ကျိုင်းတုံဆိုတာโอเคဒါလေးကသူတို့လောက်တာမကြသေးဘူး2021လောက်မှာသူတို့ခါပါနော်ဒါလေးလှတယ်ဒါပါလန်ကားရှိတယ်ခုနကျွန်တော်ပြရတဲ့နေရာကဒီမှာကရှမ်းဆော်ဘွားရုပ်တုရှိတယ်နော်ဆော်ဘွားအုပ်ရှိတယ်ဟုတ်ပြီကျွန်တော်တခြားနေရာဆက်သွားလိုက်ရအောင်နော်အခုကျွန်တော်က hyper market ဆိုတဲ့ဟာကျွန်တော်ပြမယ်ဒီ hyper market ဆိုတဲ့ဟာကโอเคမြင်ရပြီနော်သူတို့ဆော့တော့အရန်ကြာပြီ2016 19လောက်တူတော့တယ်ဒါပေမဲ့
နဲ့ကောင်းကောင်းမဖွင့်သေးဘူးပြဒီနေရာအထက်မှာတော့ဆိုင်ကနေကောင်းကောင်းမဖွင့်သေးဘူးအရင်မိုက်တယ်ဖွင့်မှာဆိုတော့တချို့ဆိုင်ကနေတော့ဖွင့်နေကြပြီကျွန်တော်ပြပေးမယ်hyper market ကိုနောက်တော့အဆင့်မြင့်စီလို့လည်းသူတို့ခေါ်ကြသေးတယ်